တမိုးကသမင်းပေါအိုစီကနေအချင်းနိုင်ရလိုက်တယ်ဘာလို့ဒီလောက်တောင်အလုပ်ပြည့်စီရတာလဲဘလို့ဖြစ်ရတာလဲဆိုပြီးချက်ချင်းစာပုံမှုကိုလျံမေးတော့တာပေါ့ဒါပေမဲ့မထင်မှတ်ထားပဲစာပုံမှုကစိတ်ပြက်လက်ပြက်နဲ့ပြန်အော်ပြောလိုက်တယ်စခန်းကပို့လိုက်တဲ့ဆန်ဒီကအရင်ကတည်းကပုံနေပြီတဲ့အဲ့ဒီလိုပြောပြီးတော့စာပုံမှုကစိတ်ပြက်အားငယ်စွာနဲ့မိဖို့ချောင်းတဲ့ကနေပြေးထွက်သွားတော့တာပဲအဲ့ဒီအချိန်မှာလူငယ်လေးတစ်ယောက်ကသမင်းပေါအိုစီကိုရှော့သွားပြီးချက်ချင်းပဲအမှန်တရားကိုသဘောပေါက်သွားတယ်လေဒါက3နှစ်လောက်တိုးလောင်ထားတဲ့ဆန်ဟောင်းနေဖြစ်နေတာရုတ်တရက်သူ့ရဲ့စာပုံမှုစနစ်ကအလုတ်လုတ်လာပြီးတော့ဖြည့်ရှင်းနည်းတစ်ခုပေးလိုက်တယ်ဆန်ဒီကအနှံ့ပြက်နေတာကိုရှာလကာရီတုံးပြီးဖယ်ရှားခိုင်းလိုက်တယ်စနစ်ကဘယ်ပင်ပေါဟင်းချူကအယံငန်နေလာကိုပါနှုတ်ထက်တွေ့လိုက်ဒါနဲ့ရင်းနဲ့ရောပြီးအရသာရှော့ချဖို့ညွှန်ကြားလိုက်တယ်ရေကြီးတဲ့စလုံးလောင်းထက်ပြီးတော့စနစ်ကပို့ပြီးလက်ဆက်တဲ့အရသာရအောင်ငရုတ်သီးထည့်ထိုးပါအကြံပြုလိုက်တယ်အဲ့ဒီလူငယ်လေးကတော့ညွှန်ကြားချက်တိုင်းကိုချက်ချင်းပဲလိုက်နာလွတ်ဆောင်လိုက်တာပေါ့ဒါပေမဲ့သမင်းစားချင်ရောက်လာတဲ့အခါစစ်သားတွေကဘသူမှအစားတုပ်တွေကိုတိုးထီထိုးမရဲကြတော့ဘူးသူတို့ကသမင်းတွေပုံနေပြီဆိုရဲကောလာဟာလာတွေကိုကြားထားပြီးသားကိုအစားတုပ်တွေလည်းမဖြုံးတီးချင်တော့တာနဲ့တက်မှုကြီးကတော့ဝန်လေးစွာနဲ့ပဲအဲ့ဒီနေရာကနေထွက်သွားလိုက်တော့တယ်အရင်စားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့လက်တီတွန်းနေတာမြင်တော့စစ်သားတွေကသူ့တက်တီကိုတန်တရားဝင်သွားကြတယ်လေတခြားရွေးစရာလမ်းမရှိတော့တဲ့အဆုံးသူ့လည်းအတင်းအထမပဲတကိုက်မြည်လိုက်ရတယ်ဒါပေမဲ့နောက်တစ်စက္ကန့်လေးမှာပဲသူ့မျက်နှာအမူအရာကလုံးဝကိုပြောင်းလဲသွားတယ်အစားအစာကတကယ်ကိုမထင်မှတ်ထားလောက်အောင်အရသာရှစ်လို့နေတာကိုစစ်သားတွေကအံ့ဩတုန်လောက်ပြီးကြည့်နေကြတော့မှပဲတပ်မိုးကြီးကအငမ်းမရအများကြီးကိုစားတောင်းနေတော့တာပဲသူ့ပုံစံကြောင့်လူတိုင်းနားမလည်နိုင်အောင်ဖြစ်နေတာနဲ့စစ်သားတွေလည်းတတိထားပြီးအစားအစာကိုသူတို့ဘာသာမြည်ဆန်းကြည့်ကြတာပေါ့နောက်တစ်ခဏလေးမှာပဲထမင်းစားဆောင်တစ်ခုလုံးကကျဉ်းနှံ့အားရတဲ့အထမ်းတွေနဲ့စူညံသွားပါလေရောထမင်းချက်ကဒီမြင်ကွင်းကိုမယုံနိုင်လောက်အောင်ကြောင်ပြီးကြည့်နေခဲ့တာပေါ့ဒီလူငယ်လေးတခုခုထူးထူးခြားခြားရုပ်လိုက်ပြီးဆိုတာကိုသူကချက်ချင်းပဲသဘောပေါက်သွားတယ်ထမင်းချက်ကတက်မိုးချုပ်စီကိုအမြန်သွားပြီးဒီလူရဲ့ထူးခဲ့တဲ့ဟင်းချက်ဆွမ်းရဲ့အကြောင်းကိုအကြောင်းစုံပြောပြလိုက်တယ်ဒီလူကိုမိဖို့ကြောင့်တက်ဖွဲမှာအမြဲတမ်းခံထားစေချင်တယ်လို့မျှော်လင့်နေတာကိုဒါပေမဲ့တက်မိုးကခေါင်းခါပြလိုက်တယ်အခုတော့နောက်ကျသွားပြီလေတကယ်တော့ဒီလူမိဖို့ချောင်ကိုပြောင်းရွှေ့ပြီးမကြခင်ပါပဲတရင်မို့ကိုပင်လေရင်မော်ဟင်းချိုတပန်းကနေဆေးရုံပို့လိုက်မိတာထင်နေတာလေတယော်တာကတော့တရင်မို့ကအရသာရှိလိုက်တာလို့ချီချူခဲ့ပေမဲ့သူကပြင်းထန်တဲ့သမတဲမှုရှိနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြဘူးလေပင်လယ်စာနဲ့ပတ်သက်တဲ့ကိစ္စပါပဲအဲ့ဒီလူကနောက်ထပ်ပြဿနာတွေပို့ရှုအောင်လုပ်ဦးမှဆိုတာအကြောင်းစခန်းမှုကသူ့ကိုမိဖို့ချောင်ဌာနကနေဖေရှာဖြစ်ဖို့စုံဖက်ပေးပါတယ်အဲ့ဒီအချိန်မှာပဲစားဖို့မှုစနစ်ကနောက်ထပ်မစ်ရှင်တစ်ခုထပ်ချပေးလိုက်တယ်စခန်းမှုရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်ပါမဟုတ်ရင်တော့စားဖို့မှုစနစ်ကိုထာဝရဆုံရလိမ့်မယ်တဲ့လူတွေကဘယ်လိုလုပ်ရမလဲဆိုပြီးခေါင်းချောက်နေတော့မှပဲဟင်းချက်သမားကရုတ်တရက်အကြံတစ်ခုပေးလာခဲ့တယ်သူဟင်းချက်လက်ရနဲ့စခန်းမှုကိုပြန်ပြီးဖန်ဆားကြည့်ရအောင်လို့ပြောတာပေါ့သူကချက်ချင်းပဲအဲ့ဒီလူကိုကြက်မလက်လက်ဆက်ဆက်လေးတွားဖမ်းခေါ်လာခိုင်းလိုက်ပြီးစားဖို့မှုစနစ်ကလည်းကြက်သားလွှာကျော်ခြံလေးကိုညွှန်ကြားပေးလိုက်ပါတယ်စနစ်ကလမ်းညွှန်ပေးတဲ့အတိုင်းကျေတုံးဖွင့်အရေးသွေးရှိတဲ့ကြက်သားကြော်တစ်ပွဲကိုအောင်မြင်ချက်ပြုတ်နိုင်ခဲ့လာပေါ့ဟင်းချက်သမားနဲ့လူငယ်လေးတို့နှင်းအောင်သာယုံကြည်ချက်အပြည့်နဲ့မျက်စပိဖလိုက်ကြပေမဲ့ဟင်းပွဲကိုစခန်းမိုးစီနောက်ဆုံးတီးခင်းလိုက်တဲ့အခါမှာတော့စခန်းမိုးကတီးတင်းတင်းငိမ့်ပဲကျွန်တော်အသားမစားဖို့လို့ပြန်ဖေးလိုက်ဒီလိုနဲ့ပဲသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကအလကားဖြစ်သွားခဲ့ရတာပေါ့လူငယ်လေးလည်းစစ်ပြအားငယ်စွာနဲ့မိဖို့ချောင်းတဲ့ကိုပြန်ဝင်သွားတော့တယ်အဲ့ဒီအချိန်မှ